ချစ်တော်မိတ်ဆွေဒီကနေ့ယေရှုဖခင်ဒီယုံကြည်တော်သူလို့မင်းတော်မူလိုက်တဲ့အခါမှာယေရှုဖခင်ကိုအသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူကထာဝရအိမ်တော်ကောင်းကင်နိုင်ငံတော်ကိုဝင်စားခွင့်ရှိမယ်အဲ့ဒီကောင်းကင်နိုင်ငံတော်ထဲမှာယုံကြည်တော်သူနိုင်ဦးနေမိသားစုယုံကြည်တော်သူကူမောင်နဲ့မိသားစုယုံကြည်တော်သူမောင်နဲ့မိသားစုယုံကြည်တော်သူအားလုံးကအခန်းလေးတွေပြင်ဆင်ပေးထားအင်္ဂါခုထမတောင်းတော့အင်္ဂါခထမတောင်းတော့စဘောတင်စရာမလိုဘူးဘယ်နည်းနဲ့ရမလဲဘယ်လိုနည်းနဲ့ဝယ်ရမလဲဆိုယေရှုဖခင်ကြီးမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံမယ်ယေရှုရဲ့အသွေးတော်ကမိမိရဲ့အပြစ်အားလုံးကိုစီးကြောပေးပါပြီယနေ့ကျွန်တော်တို့မဒီယေရှုအဖြစ်ဖြောင်းမှတ်ပြီးယေရှုအဖြစ်အပြစ်ကနေလွတ်မြောက်ပြီလို့ယုံကြည်လိုက်တာနဲ့အဲ့ဒီကောင်းကင်နိုင်ငံတော်ထဲမှာရှိတဲ့ယေရှုဖခင်ပြင်ဆင်ပေးထားတဲ့အခန်းကိုကိုယ်ပိုင်အဖြစ်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဟာလေလုယာ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 လက်ခုပ်တီးပြီးဖခင်ကိုချီးမွမ်းရ